ကျွန်တော်မိသားစုတွေအားလုံးကိုယုံတယ်ကျွန်တော်မိသားစုတွေအားလုံးကဘယ်သူ့ကိုမှအဖြစ်မပြောတတ်တဲ့မိသားစုဒီကြတဲ့ကျွန်တော်မိသားစုရောဆောင်ပြီးတော့အဖြစ်ပြောနေတဲ့သူတွေကဒီကြတယ်ကျွန်တော်ကိုတိုက်ခိုက်နေတဲ့သူတွေကျွန်တော်မကာကွယ်ဘူးလားတဲ့ကျွန်တော်မိသားစုတွေကကာကွယ်စရာမလိုဘူးအစိုးရကကျွန်တော်မိသားစုတွေအားလုံးဟာချစ်တဲ့စိတ်မေတ္တာစိတ်တွေနဲ့ရှင်ထဲမှာအမြဲတမ်းအေးချမ်းနေတဲ့ငြိမ်းချမ်းနေတဲ့သူတွေကျွန်တော်လူပညာလုပ်တယ်ကျွန်တော်မိသားစုတွေကအားပေးတယ်ဒီကံတော်လေးထဲမှာပဲကျွန်တော်တို့ကငြိမ်းချမ်းနေတယ်ကျွန်တော်ဘာမှမလုပ်ဘူးလေအဲ့တော့ကျွန်တော်ဘာကာကွယ်ရမှာမဘာကိုပြောရမှာတေးကြတယ်ကျွန်တော်မိသားစုရောဆောင်ပြီးတော့တမျိုးတွေပြောနေတဲ့သူတွေကတေးကြတယ်ကျွန်တော်ကိုဆွဲချနေတဲ့သူတွေပဲနည်းနည်းလေးစဉ်းစားစီခြင်းနဲ့မီဒီယာက fake out ဆိုတာအလွယ်တကူလုပ်လို့ရတယ်အားလုံးကျေးဇူးများတင်ပါတယ်ပြောချင်တာကတော့ဘဝမှာဘလို့ကြောင်းမျိုးဒုက္ခတွေပဲရှိရှိကိုဖြစ်ချင်တဲ့ရည်ရွယ်ချက်အိမ်မက်တွေကိုအကောင်းဆုံးရှောင်လန်းပါလို့ကျွန်တော်မိသားစုတွေထဲမှာလည်းညီလေးညီမလေးတွေပါပါတယ်ခွန်အားတွေပေးချင်ပါတယ်ကျွန်တော်ဒီလိုဖြစ်လာတယ်ဆိုတာလည်းလွယ်ဖြစ်ခဲ့တာမဟုတ်တယ်လို့အများကြီးစူးစမ်းခဲ့ကြတာဖြစ်ပါတယ်ဆက်ပြီးတော့လည်းအများကြီးစူးစမ်းရအောင်ပါဖြစ်ပါတယ်အဲ့တော့ဘသူ့ကိုမှလည်းမပြိုင်ဘူးဘသူ့ကိုမှလည်းမတိုက်ခိုက်ဘူးဒီနေ့အောင်စုချက်မနေ့ပြန်အောင်စုကောင်းအောင်ပဲစူးစမ်းပါမယ်အားလုံးကျေးဇူးများတင်ပါတယ်လူတွေရဲ့ချီးမွမ်းတဲ့ကဲ့ချစ်ဟာအားလုံးခဏလေးပါဒီလိုမျိုးကျေးဇူးများတင်